ကောင်းပါလေဆိုတဲ့အရာတွေအကုန်လုံးကျွန်တော်ဒီအခုအစဆုံးပထမဆုံးပွဲစဉ်မှာချက်ပြထားတယ်ဗျာထုံးတဲ့အတိုင်းပဲဖောင်ပြောင်းလက်ထိုးပြီးတော့ကြိုးစားနေသေးတယ်ခက်ဇူးအနေနဲ့ပြန်ထောက်ထားနေပဲလူပီးတကောင်လှုပ်လို့မရအောင် Cherokee stack နဲ့ပိုင်းလိုက်တော့မှာ Shuriken အနေနဲ့တူတယ်ပဲ Killing Spree Hiroki 3ကောင်အထိကိုပါကျွန်တော်ခက်ဇူးအနေနဲ့ရယူခံခဲ့ပြီဗျာဝိုင်းကမ်းမှာကျွန်တော်တို့တွေးခဲ့ရတဲ့အစင်လာရဆိုလို့ရှိရင်တော့ဒီပွဲက boost gate ဝင်ဖို့အတော်လေးတော့အခြေအနေကောင်းသွားခဲ့တဲ့အခြေအနေမျိုးလေးတော့ဖြစ်လာတယ်ဘာလို့လဲဆိုတော့ Kazu Power Spike ဖြစ်သွားတယ်အားလကင်း matchup ဖိုင်းတွေမှာအဆင်ပြေသွားတယ် Hiroki လေးရလိုက်ဆိုရင်တော့သူတို့ကကောင်းကောင်းကြီးပဲထပ်ပြီးတော့အဆုံးသတ်ပြီးတယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ပြောရမယ် Curry နောက်မှလည်း RAS Purify လေးထပ်ပေးထားတယ်ပဲဒီ Gang Pattern တစ်ခုတော့ပြန်ပြီးတော့ဖြည့်ရှင်းသွားနိုင်တဲ့အပိုင်းလေးတော့ရှိတယ် Sunstone Flicker နဲ့ right time မှာထပ်ပေးထားတယ်တစ်ဖက်ကလည်း Kyrie ပြန်ကြည့်နေခဲ့ဆိုပေမဲ့ RAS ရဲ့ပြစ်ချက်တွေအောက်မှာတော့ Keep Boy မယ်Okay, Onyx Indonesia သူတို့ကိုယ်တိုင်မဲ့ Hiroki ပြန်ပေးလိုက်ရတာဗျာ။9 minute တွေကကျွန်တော်တကွက်ပဲရှိရ Onyx Indonesia ခါလီယာဆွဲကုန်မယ် Saski လန်ဖြတ်မယ်ဒါအောင်လေသူတို့အနေနဲ့ boosting လောက်ထားတယ် Blood Win တွေပိုင်းနဲ့ပြန်ထည့်ထားပြီးတော့ဒီဟာတကူမသွားနိုင်ဘူးဆိုလို့ရှိရင်တော့နောက်ထပ်ကျွန်တော်ဒီ minute တွေကြာလို့ရှိရင်ပြဿနာတက်လာနေတယ်သူတို့ပြကျွန်တော်ဒီ carry player နှစ်ယောက်ဖြစ်တဲ့ Curry နဲ့ Cloud ကြားထဲမှာကွာချောင်းမှုရှိတယ်ဒီမှာအချောင်းပဲပြီးနေချင်းတော့ထပ်မနှက်ကွက်ပြီးသွားပြီ23ရောင်းပြေးဖို့အတွက်သိမ့်မလို့တော့ဘူးလို့ပြောရမယ်ဗျာဒီကြားထဲမှာလွပီးဒီနှစ်ခါပေးထားတယ် UNS damage တကန်လုပ်ပေးပြီးတော့ကျွန်တော်သွားချင်ခဲ့တဲ့ pick off တွေနဲ့ရီစရှင်းသွားတဲ့ timing တွေမှာ Onyx Indonesia နည်းနည်းလေးပို့ပြီးနောက်ကျနေရမျိုးတွေမြင်တွေ့ရတယ်။မြန်မြန်စတန်မဲ့ဒီချိန်မှာလည်းကျွန်တော် boost gate အနေနဲ့တာတင်ရရှိထားတယ်ဗျာ။ Early game နဲ့ mid game တွေမှာကျွန်တော်ထွက်လေးရှိရတက်ထားတယ်ကျွန်တော် first တာတယ် second တာတယ်တက်တာတယ်တာတယ်3ချိန်ထိကိုပါကျွန်တော် boost gate အနေနဲ့ရအောင်ထားတယ်ဆိုတော့ဒီနေ့ပွဲစဉ်ရဲ့ကျွန်တော်သွားတဲ့ကံကြမ္မာရတော့ Onyx Indonesia အတွက်စိုးရိမ်စရာတွေကျွန်တော်စိတ်ပူစရာတွေတော့ပြန်တော့ဖြစ်လာပြီဗျာ။အင်ရှင်သင်းလည်းဖြစ်နေတယ်လက်ရှိ NBA Indonesia ရဲ့ champion လည်းဖြစ်နေခဲ့သေးရဆိုပေမဲ့သူတို့ဒီ Onyx Indonesia ဒီနေ့ပွဲစဉ်မှာတော့ထင်တယ်လို့ကြီးတော့မှန်းချက်နဲ့နှမ်းထွက်မကင်သေးဘူးဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့ပြန်တွေ့ရတယ်ဗျာ။အဓိကတော့ boost gate အနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ဒီဘလိုပဲ map တွေလာဘလိုပဲကျွန်တော်တို့ draft index spine မှာလာသူတို့သွားခဲ့တဲ့ Arlegan intro ban အနေနဲ့ best of 1 series မှာကောင်းကောင်းကြီးအလဲထိုးဖို့အတွက် Onyx ကိုချင်းကပ်လာခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးလည်းတွေ့လိုက်ရတယ်။အဓိကကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲထဲဆက်ပါလာခဲ့တယ်ဆိုတဲ့ character တစ်ခုမှာအင်ဒိုအသင်းအကြောင်းတွေရောသူ့အနေနဲ့ဒီအသင်းတခြားအသင်းတွေကပို့ပြီးတော့သိမယ်ဆိုတဲ့အနေအထားမျိုးလေးလို့ပြောရမယ်။ပြီးတော့သူစောခဲ့တဲ့သူအဲ့လိုမျိုးကင်တွယ်ခဲ့တဲ့ယာတီတွေတုန်းကလည်းOnyx Indo ကောင်းကောင်းကြီးတော့ pressure ပေးနိုင်ခဲ့တယ်ဆိုတဲ့အနေအထားမျိုးပေါ်တော့ရှိတယ်ဗျာ။အကယ်၍သာ boost gate ကလက်ရှိ M7 World Championship ကိုတကယ်ကိုကမောက်ကမကျဲလက်မျိုးနဲ့စဖွင့်ပေးလိုက်မယ်ဆိုရင်တော့နောက်ပိုင်းပွဲတွေမှာလည်းကျွန်တော်တို့ကဒီလိုအခြေအနေကိုစပြီးတော့မျှော်လင့်ထားဖို့တော့လိုလာပြီဗျာ။အရာတော့ပုံတည်တွက်လို့တော့မရတော့ဘူး။ drop pick တွေပေါ်မှာလည်းမူတီရဲလို့ပြောရမယ်ကျွန်တော်တို့ drop pick မှာ mention လုပ်ခဲ့လို့ခက်ဆူးရဲ့ Harabuza တွေရှိတယ် RAC ရဲ့ကျွန်တော် Obsidian တွေရှိတယ်အခုတော့မှ Curry နဲ့ Obsidian ပေါ့ဗျာလက်ရှိအချိန်ဒီမှာလည်းကျွန်တော် Uranus တွေပါပြန်ထွက်လာတဲ့အချိန်ဒီမှာ Curry ကတော်တော်အချိန်ကြီးကောင်းလာပြီ Lane face control တွေအားအဆင်ပြေ Trinity နဲ့ချောင်းနဲ့ပြီးသွားပြီ3ချောင်းပြေးဖို့အတွက်သိမ့်မလို့ကူတော့ဗျာ boost gate အနေနဲ့ 3.3k total network ဘိုင်းမှာအသာစီးရရှိထားတဲ့နေတူတူပဲကျွန်တော်ဖွင့်လင်းနေပြောရင် match control ဘိုင်းဆိုင်အောင်သူတို့အနေနဲ့ပြန်တာဖို့ဒီအချိန်ဒီမှာစူးစမ်းနေ on in into စိတ်တော့ရှိတယ်ဒီဆက်ရှင်း famine ကို fully ပြန်ပြီးပေးထားတယ် Skylar ကိုလည်းပြန်ပြီး famine ပေးထားတယ် setup တစ်ခုဆွဲခေါ်လာပြီဗျာတခါလေးဆိုတော့လှည့်ထားပြီး3အောင်လို့ wrong way ပြန်ခွဲတိုင်းနေပြီ blending trap ပြန်ခွဲဖို့စူးစမ်းနေသေးတယ် NLD ပြန်ဝင်လာပြီခစုထပ်ပိုင်းလိုက်တော့မှာ keep wine ပြန်ပြီးပေးလိုက်ရနေပြီလူပြီးဂျားထဲမှာတော့ကျွန်တော် damage တွေတော့ take တော့လုတ်ပေးထားသေးတယ်ဒါပေမဲ့ Hero K တကောင်တော့ keep wine ပြန်ပေးလိုက်ရတယ်ဗျာဘယ်တစားဖို့စူးစမ်းခဲ့တာတစ်ဖက်ကလည်း keep wine เนาะခါလီယာသွားပြီးဖြစ်နေခဲ့တဲ့ဆိုပေမဲ့ purify time နဲ့နောက်မှာတော့ strong fan နဲ့ပဲပြန်ပြီးတော့အလဲထိုးခဲ့ရဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်သွားတယ်ဗျာအဲတော့မှ Valentina ရဲ့ road wave down shot ကိုလိုက်ပါထားရနေပဲ boost gate ဒီသူတို့ပြန်ပြီးတော့ boss ဖြစ်နိုင်ခဲ့ပြီဆိုတဲ့အခြေအနေမျိုးကိုတော့ကျွန်တော်တို့ဆက်တွေ့ရတယ်ဘောချင်9မိနစ်နောက်ကမှာ 4k goal လေးတွေ first lock ပေါ်လာခဲ့တဲ့ time တွေမှာတစ်ဖက်က Onyx Indonesia အနေနဲ့ဒီ lock ကိုမရဘူးဆိုရင်တော့သူတို့အနေနဲ့အများကြီးရုန်းကန်မှုတွေတွေ့ရမယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်လာတယ် Kyrie ကတော့ fully format ပြန်သွားဖို့တော့ကြိုးစားနေခဲ့ပြီ BOD လည်းပြီးသွားခဲ့ပြီဆိုပေမဲ့ဒီ lock ကိုတော့ boost gate e-sport ပဲစတင်ပြီးတော့သိမ့်ပိုက်လို့ထားခဲ့ပါပြီချိန်ထဲမှာပဲကျွန်တော် RAC ရဲ့ကျွန်တော်ဒီ Trinity ဗျာ Trinity 3ယောက်တိုင်မင်ပေါ့ဗျာ Swift Trinity 3ယောက်တိုင်မင်ကပြီးဆုံးလို့သွားခဲ့ပြီဗျာ9မိနစ်ဆိုတော်တော်မြန်နေတယ်မှာတော့ပါတယ်ဝိုင်းကပွဲစဉ်တွေရောမှာကျွန်တော် RAC နိုင်ငံလေးကျွန်တော်ရုံးကန်ရနေရဆိုပေမဲ့ဒီ Trinity Bookcase ဒီအားနဲ့ making time တွေမှာကောင်းကောင်းကြီး control ထားနိုင်တဲ့ကြောင့်မို့ snowball type သွားမယ်ဆိုလို့ရှိရင်သွားလို့ရနေပြီဒီချိန်မှာကျွန်တော်လောရရှိလိုက်တဲ့advantage တစ်ခုအနေနဲ့ boost gate အနေနဲ့ယူမယ်ဆိုရင် second turn လောက်ထိတွန်းထားနိုင်မယ်ဆိုရင်တော့ပိုကောင်းတယ်ဗျာအသေးချာတော့ကျွန်တော် map control ဘိုင်းဆိုင်ရာရတော့ကျွန်တော် Onyx Indonesia တဝက်လောက်ထိခွင့်ပြုပေးရမယ့်အခြေအနေရှိရခက်စုရဲ့ damage ဘိုင်းနဲ့ RAC ရဲ့ damage ဘိုင်းဆိုင်ရာဒီတကယ်ကိုများပြားနေတဲ့အချိန်ဒီမှာ Onyx Indonesia အတွက်ဒီအချိန်တွေဒီစိုးရိမ်စရာအချိန်တစ်ခုတော့ကြောက်လာပြီ first law battle တစ်ခုမှာကျွန်တော် Onyx Indonesia အနေနဲ့အရင်ဆုံးဒီ law ကိုတော့ပြီးအောင် defense လုပ်ရမယ်ပြီးတော့ကျွန်တော် reception ရဲ့ item ထွက်လာမယ့်အရာတစ်ခုမှပဲသူတို့အနေနဲ့ပြန်ဆိုင်လို့ရမှာခုနကတော့ key point ဆွဲခေါ်ပေမဲ့ကြာသွားတဲ့အရာကိုကြည့်ချင်းအပြင်သူတို့အနေနဲ့ damage တွေလုံလောက်ခြင်းမရှိနေသေးဘူးဆိုတော့ကျွန်တော်မြင်တွေ့ရနိုင်တယ်ဗျာ Sanskila runway ပြန်ပြီးတော့ပေးထားသေးရဆိုပေမဲ့ Million second tower ကိုထပ်ပေးရဖို့ Onyx Indonesia ရပြနေပြီဆိုတဲ့အခြေအနေတစ်ခုကိုတော့ဆက်တွေ့ရတယ်နောက်မှလည်း
လည်းတောက်လျှောက်ပဲဆိုရာတော်လေးစိုးနေခဲ့တဲ့ခိုက်တဲ့မှာတော့ Busquets ဘက်ကလည်းဒီချက်ကိုတော့ကောင်းကောင်းကြီး follow up လုပ်ဖို့တော့ကြိုးစားနေခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ mid ဒီ first McLean ဘာညာမပေးရအောင်တော့ပြန်ကြိုးစားနေခဲ့တယ်ဒါမှလည်းပဲလေကင်းမနဲ့ပိုင်းချားတွေမှာ Uranus ကိုစောပြီးတော့ပြခဲ့တယ်ဆိုတဲ့အချက်ကြောင့်တော့ RAC ရဲ့ career ဗျာ20 time နဲ့ပြီးမှာတော့ career ပြစ်တဲ့ live weak damage တွေကို front line မှာတော့ခံစားနိုင်ဖို့သိမလွယ်ဘူးတစ်ဖက်ကလည်း Dynasty Slam Red Wave တောက်လျှောက်ထပ်ပြီးတော့ပေးတယ်9ကောင်ဝိုင်းဖြတ်ခဲ့ပြီး Raptor stay alive မှာ Sora Storm in the back line မှာ Sam Strong လေး Cherokee ကဆူတောက်လျှောက်ထပ်ပေးထားခဲ့ damage တော့မှာ key point ပြန်ချင်ခဲ့ဖို့တော့များတယ်ဗျာတောက်လျှောက် RAC ပြခွဲထားတယ်မှာ Lupi damage take နဲ့ Lupi ခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ Onyx Esport အထီပါနောက်ရှက်မရှိဘဲနဲ့ပြန်ပြီးတော့ forward လာခဲ့တယ်ဒါမှလည်းပဲ Jingle Resource တွေတော့ထပ်ပေးရဖို့တော့ရှိနေပါဦးမယ် Channel Wide တခုသူတို့အနေနဲ့ပြန်ရှာဖို့ကြိုးစားလိုက်တာ Water အနေနဲ့ပြတ်မသွားတဲ့အရာတခုကနည်းနည်းတော့စဉ်းစားဖို့ကောင်းလာပြီဒီသရှင်းနေနဲ့ကျွန်တော် Beauty ပါလာတယ် Hannah Strike ပါလာပြီ Cloud တီလည်းကျွန်တော်တို့နှစ်ကွက်လောက်တော့ပြီးနေပြီကြာ Water ကကျွန်တော် Chase Battle နဲ့အသီးနာရှိသွားနေတဲ့အချိန်တွေမှာမပေးနိုင်တာဟုတ်ဗျာပြီးတော့ကျွန်တော် Attack Speed ဘိုင်းကိုလည်းသူတို့အနေနဲ့ short shot ပေးထားနိုင်တယ်ဆိုတော့တော်တော်ကောင်းတဲ့အချိန်တွေလို့ပြောရမယ်ပေါ့နော်ဒါဒါပေမဲ့ Sans Skill ရှိမှ Line Traction တော့ပါလာပြီ Magic Power Damage နဲ့ Support Damage တွေတော့သူကောင်းကောင်းကြီးပေးနိုင်နေဗျာ AOE ကျွန်တော်ဒါ Mage တကောင်မဟုတ်နေဘူးသူထွက်လာတဲ့အချိန်တွေမှာတကောင်ရရင်တကောင်ဖြတ်ဖို့အတွက်ပဲသူပြန်သွားရတဲ့အချိန်တွေပေါ်မူတည်ပြီး On Indonesia နဲ့ ambush လုပ်မယ် assassination လုပ်မယ်ဒီလိုပုံစံမျိုးပဲသူတို့အနေနဲ့ဥတည်မှာတော့ရမယ် Turning Point တွေပြန်ရှာဖို့ထက်သူတို့ကွာနေတဲ့ကျွန်တော် network ဘိုင်းကို minimize ပြန်လုပ်ဖို့အရင်ဆုံးကြိုးစားရမယ်ဗျာကဲဆိုတော့ Philippines ပြန်ပြီးတော့သွားနေကြတဲ့အပိုင်းလေးလည်းရှိတယ်ဒါပေမဲ့ထင်သလောက်ကြီးတော့ကျွန်တော်တို့အရင်တော့မလွယ်သေးဘူးဗျ Skyline တောက်လျှောက်ပဲလာပြီးတော့သူပြခွဲပေးဖို့ကြိုးစားနေကြတဲ့အပိုင်းလေးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်း Raptor အနေနဲ့စမ်းကပ်ပြန်ပြီးတော့ရှူနိုင်တဲ့အပိုင်းလေးတွေရှိသလိုတောက်လျှောက်သူတော်တော်လေးတော့ညှက်လိုက်ပြီးတော့ pressure ပေးမှဆိုလို့ရှိရင်လည်း Skyline ရဲ့ cloud ကစားကျွန်တော်တို့ပြန်ပြီးတော့ fall back ရတယ်ဆိုတဲ့အနေအထားမျိုးလေးလည်းသွားပြီးတော့ဖြစ်ခဲ့တယ်အဲ့အတွက်ကြောင့်တော့ Busquets ဒီလက်ရှိချိန်မှာ Best of 1 series ကို Now Gap 7k goal lead နဲ့နီးပါးလောက်နဲ့ကောင်းကောင်းကြီးဆက်ပြီးတော့ဦးဆောင်ထားနိုင်ခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ပေါ့နော် combination သွားမယ် skirmish တွေမှာသူ့ရဲ့ mag control တောက်လျှောက်လုပ်မယ်လို့ရည်ရွယ်ခဲ့တဲ့ Lupia Uranus ကလည်းပွဲချိန်7မိနစ်ကျော်မှာပဲဒါ mid ကိုကောင်းကောင်းကြီးပြန်ဝင်လာနိုင်ခဲ့တယ်ဆိုတဲ့အနေအထားမျိုးကြောင့်တော့ Onyx သွားချင်ခဲ့တဲ့ဒီ Best of 1 series draft index ကတော်တော်လေးတော့အဆင်မပြေဖြစ်ခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ပြောရမယ်ဒါပေမဲ့ပြန်ပတ်ရအမားတစ်ခုကိုပြန်ပြီးတော့အခွင့်အရေးယူတာမျိုးလေးတွေ bounce back သွားတဲ့အပန်းလေးတွေမှာတစ်ဖက်က Onyx ကတော်တော်လေးကောင်းတယ်သူတို့ရဲ့အထူးကျွန်းဆုံးသောဘာသာရပ်မျိုးလေးဖြစ်တယ်ဗျာဆိုတော့အဲ့ဒီအခြေအနေတစ်ခုတော့ကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်ရအောင်မယ် Turning Point အခုလက်ရှိမှာဘလို့မှရှာမရဘူးဖြစ်နေရဗျာ On Indonesia နေတော်တော်လေးဂျင်းနဲ့ချက်ထဲရောက်နေရပေါ့နော်ဗရေရပြေးပြီးဆိုင်မယ်ဆိုလို့ရှိရင်လည်းအကြရှောင်းကသူတို့ဘက်ကပို့ပြီးတော့ရအောင်များတယ်တက်နိုင်တယ်တော့အချိန်တစ်ခုဆွဲဆောင်ပြီးတော့ပဲကျွန်တော်ဒီ Twitter network တစ်ခု minimize ပြန်လုပ်မှု shut ချပေးနိုင်မှာပဲရနိုင်မယ် Curry နေနဲ့ Hannah Strike နဲ့ Beauty ပြီးရတယ်နှစ်ကွက်လောက်တော့ပြီးပြီမယ်ခဇူးနဲ့ရှင်မယ်ဆိုလို့ရှိရင်နည်းနည်းလေးနောက်ကျနေတဲ့အခြေအနေမှာရှိရ level ရကျွန်တော်15တော့ပြန်ဖြစ်သွားတယ်ပေါ့နော်တဖြည်းဖြည်းနဲ့တော့ကျွန်တော် Busquets အနေနဲ့မ try တော့မ try ရဘူးဖြစ်ပွင့်လင်းနေပြောရင်ဒီလိုမျိုးစောင့်စားနေတဲ့အချိန်တွေဒီ On Indonesia တို့ကတကယ်ကိုပိုကောင်းတဲ့တန်ဖိုးရှိတဲ့အချိန်တွေဖြစ်တယ်ပေါ့နော်မပြန်စံလေးကျွန်တော် Busquets အနေနဲ့ကျွန်တော်ဒီတစ်ခါလော်လေးကို try နိုင်မှာတော့ရမယ်အရင်ကပုတ်ထားတယ်လို့ပြီးတော့တွေးလျှော့ထားတယ်သူတို့ဆိုင်မှာမဟုတ်ရအောင်မယ်ကျွန်တော် On Indonesia အနေနဲ့ဒီလို reset ရအောင်မယ်ကြိုးစားအောင်မယ်ဗျာ China Strike တစ်ဖက်ကလည်း Sandstorm တော့မလားကက်ဆူနေတယ် M Stop ဖြစ်ပြီးတော့ထပ်ပြီးတော့ အော်သွားကြတဲ့ခါမှာ Rawley ပြန်ပြီးတော့ခွဲခဲ့တဲ့ခါမှာတစ်ဖက်ကလည်းပြန်ပြီးတော့ပြီးသွားပြီ Kyrie Sansky တော့မလား Lupi ပြန် fall back နေရတဲ့ခါတစ်ခုမှာဒီ second low ပါ Busquets Esport ဆက်လက်ပြီးတော့သိမ့်ပိုက်ထားနိုင်ပါသေးတယ် Zoo Cherokee ထပ်ပြီးတော့ပိုင်းပေးထားတယ်သူတို့ short ပေးထားတယ် Sansky လာပေးလိုက်ရတယ်ဗျာ shut down game Monster KT ကိုပါခဇူးအနေနဲ့သိမ့်ပိုက်သွားတယ် Kyrie နောက်ကိုဖြည်းပြီးတော့ရိုက်ထားတယ် Best of 1 series ရတကယ်ကိုအများတယ်နောက်ချိန် Kyrie ကိုဆုံးသက်ပေးထားတယ်ဗျာ Water နဲ့ Chen နဲ့ Blending Jewel ညဝေးပြီးရောက်ပြန်ရှင်းတိုင်းနဲ့ Water တကောင်ပြန်ကြလို့ဖောက်လိုက်တော့ Ice တောက်ချပြန်ပြီးတူတာ Style မှာ down format down ဝိုင်း On Indonesia အနေနဲ့ကတော့ကျွန်တော်ဒီအချိန်တွေမှာ defending လုပ်ဖို့အတွက် key point နဲ့လွတ်ပြီးနှစ်ယောက်ပဲကျတယ်ဒါပေမဲ့ low down လိုက်တိုင်မယ်ရဆိုရင်တော့သူတို့ရဲ့ respawn time တွေရနည်းနည်းလေးတော့ဒါပြန်ထွက်လာအောင်မယ်ဗျာပြန်ပြီးတော့ defend ထားနိုင်ဦးမယ်ဆိုတဲ့အနေထားမျိုးမှာတော့ Onyx Esport ဆက်ပြီးတော့ရှိနေသေးပဲဆိုပေမဲ့တကယ်ကိုပဲ Busquets ကလောက်ပြနေခဲ့တဲ့ဆိုတဲ့ချင်းတစ်ခုဆက်တွေ့ရတယ်ဗျာ Strongman လေးထပ်ပြီးတော့ပေး back line မှာ Lupi only ပဲတောက်ရှော့လိုက်ချနေခဲ့ damage တွေကြားထဲမှာတစ်ဖက်ကလည်း Kesu ပါလာပြီး China Strike ဒီအောက်မှာ shut down kill by Sanskiller Immortality နဲ့ key point ထပ်ပြီးတော့ right လေးပြီးလာခဲ့တဲ့ခိုင်တာတစ်ခုမှာတောက်ရှော့ပဲ Sanskiller ဒီမှာပြန်ပြီးတော့ Lupi ပေးရတယ်ဆိုတဲ့ချင်းမျိုးလေးတော့ဖြစ်သွားတယ်ဗျာ 1 for 1နောက်တစ်ပါလာခဲ့တဲ့ Minion Wave တွေကိုအသုံးချရတယ်ပဲ 2 lane mega T ကိုပါ Busquets ဆက်လက်ပြီးတော့သိမ့်ပိုက်ထားနိုင်ပါသေးတယ် Cherokee region အသင်းတွေကတော့တဖြည်းဖြည်းနဲ့သူတို့ရဲ့တိုးတက်မှုနှုန်းတွေကြောက်ဖို့ကောင်းတဲ့အရာတွေတော့ဆက်လက်ပြီးတော့ပြတ်သားနေတော့မယ် Mega 2 lane ရတယ် Lily စီးဖြစ်ထိုက်တာရင်တော့ကျွန်တော် identity ပြန်ပြီးတော့ပေးလိုက်ရတယ် Carry C ကတော့ K ကတော့ကျွန်တော်စတင်ပြီးတော့ရလာပြီဗျာပွင့်လင်းပြောဒီကောင် second low တက်လာတဲ့အချိန်ဒီမှာ Mega 2 lane ရှာလိုက်တာတော်တော်လေးတန်တယ်လို့ပြောရမယ် Hiroki 4ကောင်သူတို့တွေပြန်ပြီးတော့ train နိုင်ခဲ့တဲ့အပိုင်းလေးတွေရှိတယ်သူတို့ရဲ့တချို့သောအနေငယ်တော့ကျွန်တော်တို့ online mega ယူခြင်းတဲ့အချိန်မှာလောသွားခဲ့တဲ့အရာမျိုးလေးတွေကြောင့် Valentina ပြန်ချခဲ့တယ်ဆိုတဲ့အပိုင်းလေးလည်းတွေ့ရတယ်ပေါ့နော်ဒါမှလည်းပဲဒါဟာ Busquets အတွက်အရင်ကြီးမှတဲ့ Turning Point ပြန်ပေးရတဲ့အနေအထားမျိုးတွေတော့မဟုတ်ခဲ့သေးဘူးဗျာသို့တော့ကျွန်တော်တို့ရှေ့မှာစိုးရိမ်နေခဲ့တဲ့အချက်တစ်ခုကတော့ဆက်လက်ပြီးတော့ရှိနေသေးပဲလို့တော့ပြောရမှာထင်တယ်ပြီးခဲ့တဲ့မိနစ်ပိုင်းခြားတွေမှာ Megalane ကိုကာကွယ်နေတဲ့ Skyline Cloud ကြီးပြန်ပေးထားရသေးရဆိုပေမဲ့ဒါဟာလည်းအရင်ပြောပလောက်တဲ့အရာမျိုးတော့မဟုတ်သေးဘူးဗျာသူတို့သာရှိနေသေးမယ်ဆိုရင်တော့ Onyx ဒီ
အချိန်မရွေးပြန်လာနိုင်ခြင်းရှိတယ်ဆိုတဲ့အသင်းထဲမှာကျွန်တော်တို့ကသူတို့ထိတ်ဆုံးလောက်ကထက်ရမယ့်အနေအထားမျိုးလေးပဲဒီလိုအခြေအနေမျိုးကနေအိုးနဲ့ပြန်လာနိုင်မယ်ဆိုလို့ရှိရင်လေသူတို့ရဲ့ M7 mentality ကအတော်လေးတော့ကောင်းသွားလိမ့်မယ်သို့မဟုတ်ဒီဘက်က Busquets ကအဆုံးသတ်ပေးနိုင်မယ်ဆိုလို့ရှိရင်လေသူတို့ရဲ့ potential က Dan Horse အဖြစ်များဖြစ်လာမလားပေါ့လေဒါလေးကတော့ကျွန်တော်တို့ဒီပွဲဟာသူတို့ရဲ့အလားအလာတွေကိုအများကြီးအဆုံးဖြတ်ပေးသွားမယ်ပွဲဆက်ပြီးတော့ဖြစ်လာပြီဗျာ Busquets ကလေဒီဝိုင်လက်ရှိအချိန်တွေထိလုံးဝအမှားမလုပ်တယ်အားလကင်းနဲ့ကျွန်တော် Megan အတိုင်းမှာတွားနေ flow တွေအကုန်မှန်တယ် snowball တွေကျွန်တော် Mac control အပြည့်ယူသွားရင်လုံးဝမမှားသေးဘူးဒီအချိန်တွေကနေကျွန်တော်ပြီး on နေအမှားတွေပြန်ရှာပြီးတော့ရုံးထွက်ဖို့ဟာတော်တော်လေးကတ်ခဲ့တယ်ပုံမှန်သူတို့သင်းနေကျွန်တော်ဒီ NBA Indonesia သင်းနေဆိုလို့ရှိရင်တော့သူတို့အနေနဲ့ camera ပုံစံမျိုးတွေ turning point ပုံစံမျိုးတွေပြန်ရှာလို့ရတယ်ပေါ့နော်အဲ့မဲ့ Turkey region ဖြစ်နေတဲ့အချိန်တွေမှာရောအတန်ရကွာချောင်းမှုတွေရှိနေတဲ့အချိန်တွေမှာရောနည်းနည်းလေးခက်ခဲတယ်ဗျာဒါပေမဲ့ကျွန်တော်မေးထားလို့မရရ Skylar အနေနဲ့ Malefic ကန်တော့ပါလာပြီ item 4ချောင်းပြီးသွားပြီပုံမှန် 23ချောင်းနေ cloud အနေနဲ့ပြန်သွားရမယ်စာဒီမိုနာ Golden Stand နဲ့ old school ပုံစံမျိုးပြန်သွားတယ် stack နဲ့ပြန်ခွဲပြီးအပြန်ပုံစံမျိုးတွေပြန်ကြည့်ရတဲ့အရာမျိုးတွေသူတို့ပြန်လှုပ်ထားတယ် Skylar အတွက်ကတော့ပွဲအချိန်အနေနဲ့ကျွန်တော်တို့ဒါ multi ပြီးတော့အပြောင်းလဲလှုပ်ထားတယ်ပေါ့နော် item တွေပုံစံတွေရတော့ပြီးတော့ Windog ကပါထည့်ထားတယ်ဗျာ Raining Phase ကမငင်ဝေရှင်းရတဲ့ဘိုင်းတွေမှာဆိုလို့ရှိရင်လေ Windog ကနေတော်တော်ကြီးမြန်တယ်ဗျာဒါ flexible ကောင်းလှုပ်ထားနိုင်တယ်လို့ဆိုရမယ်ဒီတစ်ခါထွက်လာခဲ့တဲ့ low fight တခုကတော့ on နေနဲ့ယူသွားမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လေနည်းနည်းလေးကျွန်တော်ဒီ defensive ဘိုင်းကိုပြန်သွားမယ်ဆိုရင်တော့ save ထားနိုင်တယ်ဆိုရင်မငင်ဝေးနဲ့တက်လာတဲ့အချိန်ဒီမှာဆိုလို့ရှိရင်လေသူတို့အနေနဲ့ restore ရာဂိုင်နှုန်းတော့များတယ်တက်နိုင်တယ်များအချိန်ဆွဲခြင်းဒီသူတို့အတွက်ပိုကောင်းတယ်ဆိုတဲ့အရာတွေဖြစ်လာနိုင်တယ်ဗျာဘွဲရဲ့အလဲပြောင်းတွေကိုအများကြီးဖန်တီးပေးသွားနိုင်ခဲ့တဲ့ objective chain လို့တော့ကျွန်တော်တို့ပြောရလိမ့်မယ်တစ်ဖက်ကလည်း Busquets ပြန်ဖို့တော့ဆက်ပြီးတော့ကြိုးစားနေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ Lupi double shade တွေအောက်မှာသူအရန်ကြီးတော့တိုးလို့မရသေးဘူးဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ဆက်ပြီးတော့တွေ့ရတယ်ပေါ့နော်နောက်မှလည်း Sans Gillen နဲ့ Keep One Rector only လက်ကြည့်နေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ Carly ဘက်ကလည်းအနှဲငယ်လေးပြန်ပြီးတော့အန်ဒီရများလာခဲ့တဲ့ဆိုတဲ့အခြေအနေမျိုးလေးလည်းဆက်ပြီးတော့တွေ့ရတယ်ဒါပေမဲ့ Lupi လည်းအရင်တိုးလို့ပြောင်းပါလာပြီ Tennis Ride Railway မှာတခါတည်းပဲ Rector ကြီးတက်ပြီးတော့ပြတ်ခဲ့တဲ့ခိုင်တဲ့တစ်ခုမှာ Lupi နဲ့ damage take ကနေ front line မှာတော့တက်ပြီးတော့ရှိနေစေပဲတစ်ဖက်ကလည်း 3 man Keep One နောက်မှလည်း strong band နဲ့ပါလာပြီး Sora နဲ့မှာ Shadow Kill နဲ့ Kazu တောက်လျှောက်ထပ်ပြီးတော့ပိုင်းနဲ့ Sans Gillen တက်ပြီးတော့ down ရတယ်ဗျ 1 for 1တောက်လျှောက် backline နဲ့မှာ Clowns Skylar ပြန်ပြီးတော့ခွဲလာခဲ့တဲ့ Blazer Giro တွေအောက်မှာတော့2 for 2လေးထပ်ပေးထားတယ်မှာ Double Cable Skylar 3v1 Killing spree by Kyrie တောက်လျှောက် 4 man down နဲ့တကယ်ကိုကြီးမားတဲ့ turning boy Onyx Indonesia ပြန်လည်ပြီးတော့ရရှိလို့ထားခဲ့ပါပြီကျွန်တော်ပြောနေပဲစောနေလို့လာတော့မသိဘူးရော Onyx Indonesia အနေနဲ့သူတို့အနေနဲ့လုံးဝမမားတော့ဘူးဒီအချိန်တွေမှာတော့သူတို့ Skylar item ထွက်လာတဲ့ပုံမူ TV သူတို့ရဲ့ damage calculation ဘိုင်းနဲ့ချားတဲ့ဘိုင်းတွေမှာအများကြီးပို့ပြီးတော့ကောင်းလာတယ်အချိန်တန်နေဆိုလို့ရှိရင်လေကျွန်တော်ဒီသင်းကပြန်လာနိုင်ခဲ့တဲ့အရာမျိုးတွေမြင်တွေ့ရတယ်ဗျာဒီချိန်မှာကျွန်တော် Busquets အနေနဲ့ Hero Key 4កောက်ပေးလိုက်ရတယ်နဲ့အတူတူလောက်ပါကျွန်တော်ပြန်ပြီးတော့ပေးလိုက်ရတယ်ဒါပေမဲ့ကျွန်တော်ခက်စူးပြောင်းနေတဲ့အရာတခုတော့ Mountain Shocker နဲ့ Vision ချက်သွားတဲ့အချိန်တွေမှာဘာမှလုပ်လို့မရတော့ဘူးဗျာဒီတစ်ခေါက်3ချိန်မြောက်လောက်တော့ Onyx Indonesiaသိပိုက်လို့တွားခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရှေ့ပါမကြာခဏ match လုံးနေခဲ့တယ်ဒါဟာကျွန်တော်တို့ on e-sport အရန်ကြီးဘယ်လိုပြောရမလဲ favor ပေးနေခဲ့တဲ့အရာမျိုးတော့မဟုတ်ဘူးသူတို့အရန်ကြီးတော့အထင်ကြီးနေခဲ့တယ်ဆိုတဲ့အရာမျိုးတော့မဟုတ်ဘူးဗျတကယ်ကိုပဲ on e-sport ဟာသူတို့ရဲ့ turning point တွေပြန်ပြီးတော့ရှာဖွေတဲ့အပိုင်းလေးတွေပြန်ပတ်ရဲ့အလင်းငယ်သောအမားတွေကိုသူတို့ရဲ့အကြီးမားဆုံးသောအခွင့်အရေးဖြစ်ပြန်ပြီးတော့အသုံးချနိုင်ရရှိတဲ့အသင်းတွေထဲမှာတော်တော်လေးကိုကောင်းမွန်တဲ့အသင်းမျိုးလို့တော့ပြောရလိမ့်မယ် negative punch တွေမှာဒီ strong point လေးပါလေးပြန်ပေးထားပြီးတော့ backline control ပိုင်းတွေမှာ Sora တော်လေးကောင်းခဲ့တယ်ဆိုပေမဲ့ကတီတောင်လည်းသူတို့စတင်ပြီးတော့ရရှိထားခဲ့တယ်ဆိုပေမဲ့ Blazer Jewel ဝင်လာတယ်နောက်မှလည်းကြံရှိနေခဲ့တဲ့ over extending battle မှာ Cameroon Crown လေးပြန်ပြထားရတယ်ပဲနောက်ရှော့အသက်ဆက်ခဲ့တယ်ဆိုတဲ့အချက်တစ်ခုကတော့ Busquets ကိုတော်တော်လေးတော့ကြာဆုံးမှုတွေများသွားစီခဲ့တဲ့အနေအထားမျိုးလို့တော့ပြောရမယ်ဗျာနော်ဒီ lot ချင်းအပြီးမှာပဲ 4 man လောက်ပြန် down ထားခဲ့တဲ့ Busquets သူတို့ရဲ့စိတ်ညစ်စရာကောင်းတယ်သူတို့ရဲ့နည်းနည်းလေးကြာဆင်းလာခဲ့တဲ့ minute အပိုင်းခြားတွေကတော့ပြန်လည်ပြီးတော့ရောက်ရှိလို့လာခဲ့ပါပြီ Boss region တွေကကျွန်တော်တကယ်ကိုကျွန်တော်ဒါပုံလင်းလင်းပြောအားလေးကိန်းနေမှာဘလို့ပဲနေနေကျွန်တော် making တိုက်နေမှာဘလို့ပဲနေနေ turning back တွေကျွန်တော်ဒီ turning point တွေ can back တွေဘယ်တွေကိုအကုန်လုံးကျွန်တော်ဒါပို့ချူးထားနိုင်တယ်ပေါ့သူလည်း Lupi item ကတော့ကျွန်တော်ဒါထွက်နေရဆိုရင် IF ရဲ့ damage တွေကိုတော့ရိုင်းခံအားထားနိုင်ခြင်းတော့မရှိဘူး long နဲ့ 2 ဒီချိန်မှာပြန်ပြီးတော့တက်လာအောင်မယ်သူတို့လိုအပ်နေတဲ့ပေးလိုက်ရတဲ့ကျွန်တော် Mac control ပိုင်းဆိုင်ရာကိုတော့ on Indonesia ဒီချိန်မှာတော့ပြန်လဲပြီးတော့ရအောင်လို့သွားမယ်ဗျာတတိယအချိန်မှာလောဖြစ်လာတဲ့နေတူ on Indonesia ဘက်မှာလည်းကျွန်တော်ဒီအချိန်မှာ Mega Lane တွေရအောင်သွားနိုင်တဲ့အခြေအနေတွေရှိတယ် pick off vine မှာပါတယ်သူပြအားအိတ်ကြသွားလို့မရဘူးဗျာအန်ဒီတော့များရင်ဒီသားတစ်ခုမှာ water နေနဲ့ပြန်ကာသွားနေပဲဒီလုံးတော့ကျွန်တော်ဒီမှာပဲပြီးသွားတယ် Mega တလင်းကတော့ on Indonesia အနေနဲ့ပြန်လဲပြီးတော့ရအောင်ထားတယ်ပဲဗျာnegative minute punch တွေမှာတော့တစ်ဖက်က UNS ရဲ့ damage take ပါလေးဒါ Curry ပါညာပြန်ပြီးတော့ပါလာသေးရဆိုပေမဲ့သူ့ကိုဖျက်ဖို့တော့ making minute တွေကတော့အရင်ကြီးမလွယ်တော့ဘူးဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့ဆက်တွေ့ရတယ်ဗျာတစ်ဖက်မှာလည်း Rector အနေနဲ့9ကလောက်ပြန်ပြီးတော့ကြာဆုံးခဲ့မှုလေးတွေရှိတယ်သူ့အနေနဲ့ကလည်း negative minute punch တွေမှာဒီ Carly သွားတဲ့ damage take ပါနေရကလောက်ရဲ့ Demon Hunter Effect နဲ့ live ပြစ်ခဲ့တဲ့ Trinity Diamond တွေပြီးမှာတော့သူလည်းထင်သလောက်ကြီးတော့ပြီးခဲ့တဲ့ minute တွေရလို့အားလေးက minute ပိုင်းချလို့ damage take မလုပ်ပေးနိုင်တော့ဘူးဆိုတဲ့အနေအထားမျိုးတော့ဖြစ်လာတယ်ပေါ့နော် negative minute ရောက်လာလေ UNS နဲ့ဒီ Carly တို့ရဲ့ potential တွေကပြန်ပြီးတော့အချိုးကျလာတယ်ပေါ့ပြောင်းပြန်လေးပြန်ပြီးတော့ဖြစ်လာတယ်ဒီချိန်မှာလည်း
လူပြီးဒီကရီတာပါမလာဘူးဆိုရင်တော့သူ့အနေနဲ့ကျန်တဲ့၄កောင်ကြားထဲမှာကောင်းကောင်းကြီးတော့လိုက်ကောက်လို့ရတယ်ပေါ့နော်ထို့တူနောက်တစ်ခုရှိတာကရီတာဒီ high run defense နဲ့ attacking ဘိုင်းနေမှာအားနည်းတယ်လို့တစ်ဖက်ကလည်း Balatina ကလည်းထင်တယ်လို့ကြီးတော့ medical control တိတ်မကောင်းသေးဘူးဆိုတော့တော့မပါလာခဲ့တဲ့ခဏတစ်ဖက်လည်းတော့ shot ဆိုလို့ပဲ no rift ဒီအောက်မှာတော့ Sasuke လည်းထပ်ပြီးတော့အဆုံးတန်နေပဲ so right တက်ပြီးတော့ down သွားပြီဗျာ50 second responding time နေရတော့တကယ်ကိုကျွန်တော်တို့ဒါရှာချီရှေးရလာတဲ့ကျွန်တော်ဒီ timing တွေလို့ပြောရမယ်ဗျာ rebound time တွေကလည်းပိုများလာတယ် response time တွေကလည်းပိုရှည်ကြာလာတဲ့အချိန်ဒီမှာ boost gate အနေနဲ့၄ယောက်တည်း defensive လုပ်ဖို့ချိန်တစ်ခုတော့ပြန်တော့သွားရမယ်အဲ့တော့ minion wave နဲ့တက်လာတယ်နောက်ထပ်လိုချင်နေတဲ့သူတို့နောက်ထပ် mega lane ကိုပြန်သွားဖို့တော့ကြိုးစားမယ် shadow gate ပိုင်းတိုင်းနေမယ် minion wave ကို prioritize ထားပြီးတော့ Kazu ပြန်ရှင်းထားတယ်ဗျာတာနေရဲ့အချိန်ဒီ snowball type တခုကနေ boost gate ပဲကြာသွားတဲ့အချိန်ဒီမှာတော့ချက်ချင်းလိုပဲ defensive တခုပြတ်သွားတယ်အထူးဖြင့်ကျွန်တော်ဒီ blame တွေ ocean နဲ့ Krita ခွဲတဲ့ကိစ္စတွေကတော်တော်လေးဆိုးရဗျာမာဝါရီဆိုတဲ့အရာတွေကစကောင်းကောင်းခံရတယ်အထူးဖြင့်ကျွန်တော် RH တို့ဘာလို့အတွက်နောက်ပိုင်း minute တွေမှာဒီ profile မရှိတဲ့ timing တွေ rose gold material မရှိတဲ့အချိန်တွေမှာဘာမှမသိပဲနဲ့လေးပေါ်မှာဝဲတက်ပြီးတော့ပျောက်သွားတဲ့ခန်းကဏ္ဍမျိုးတွေမြင်တွေ့ရနိုင်တယ်ဗောနော်ဒီချိန်လောက်တော့ပြင်လည်ပြီးတော့ပေါ်လာခဲ့ပါပြီ two lane mega စတင်ပြီးတော့ရရှိထားတဲ့အသင်းဒီ boost game သူတို့ရဲ့ဒါ early game mega match up ပိုင်း late game ရဲ့အစောပိုင်း minute ပိုင်းခြားတည်းအတော်လေးကောင်းတယ်ဆိုတဲ့ပုံစံမျိုးကိုပြသခဲ့ရမယ်ထင်တယ်လို့ကြီးတော့မလွယ်သေးဘူးကွာ Shadow right time ရောက်လာခဲ့တယ်ဆိုတော့ကဲနောက်တစ်ခုမှာတစ်ဖက်ကလည်း Kyrie ပြန်ရပြီနောက်မှလည်း Redder only ပဲတောက်လျှော့လမ်းချီထားတဲ့ခြေနေမျိုးတွေမှာတော့ Onyx Indonesia အရင်ရောအလုံးဝမကြီးသေးဘူးဆိုတဲ့အနေအထားမျိုးကိုကျွန်တော်တို့ပြန်ပြီးတော့တွေ့လိုက်ရတယ် lot time ပဲလဲသူတို့ဘလို့မှတော့ပြန်ပြီးတော့မစောင့်နိုင်ခဲ့ဘူးပေါ့နော်ချက်ချင်းဆိုလို့ပဲဒီ lot ကပြန်ပြီးတော့ live ပါလာခြင်းနဲ့အတူ lot advantage နဲ့ပါလာခဲ့တဲ့ Super Minion Wave တွေတော့ Onyx Indonesia ပြန်ပြီးတော့အသုံးချရမယ်ဆိုတဲ့အနေအထားမျိုးလေးလည်းဖြစ်လာတယ်ဒီ lot ဒီ boost gate အတွက်အတော်လေးကို defend မှုအတွက်အရေးပါတဲ့ lot ချင်းဆိုတာမျိုးထက်ပိုတယ်ဗျာအကယ်၍သာသူတို့ဒီ best of one series ရဲ့ early game mid game potential ပိုင်းအနေမှာအများကြီးပြသခဲ့ပြီးမှနောက်ပိုင်း Onyx ရဲ့အရာတစ်ခုကြောင့်ပြန်ဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်တော့သူတို့အတွက်တကယ်ကိုပဲကြီးမားတဲ့ထိုးနှက်ချက်မျိုးတော့ဖြစ်လိမ့်မယ် Best of one series ကတကယ်ကိုညံများတယ်တကယ်ကိုခက်ခဲဆိုတဲ့အရာတွေကိုတော့ကျွန်တော်မြင်တွေ့နေရခဲ့ပြီးတော့ water ကြောင်းမယ်ကျွန်တော်ဒီကောင် minion wave ပြင်းတိုက်ပြီးတော့ကျွန်တော်လောက်ပြည့်ရှိဖို့ကြိုးလာတယ်ရင်းလုံးတစ်ကောင် down သွားပြီဗျာ Galaxy ပါတယ် RH ပြန်ပြီးတော့ပြစ်ခွဲထားတဲ့အချိန်ဒီမှာတော့ရောက်မယ် Tsunami Snap Spray ကိုဒီကောင်ပြစ်နေတဲ့ damage နဲ့အတူပဲ Immortality SE အနေနဲ့ပြန်ပေးလိုက်တဲ့အချိန်ဒီမှာပြန်ထွက်လာဖို့ကြိုးလိုက် RH Blade into the sky ရောက်ခွဲသွားသေးရဗျာဆွဲကုန်လာတဲ့အချိန်ဒီမှာ Identity နောက်ကိုတော့ပြန် fall သွားနေတယ် Sas ဒီလည်း win the crown right time ပြန်ပြီးတော့ခဲလိုက် Shadow Gate ဖိုင်တိုင်းတော့မှာ Sas နဲ့ပြန်ထွက်လာတယ်ဗျာအရင်ဆုံး Spare Gas နဲ့အရင်တောင်းတိုင်းနေပဲ SE ကောင်ပြန်ပြီးတော့နောက်ကိုပြန် fall နေရတယ်လို့ဖက်မှာကျွန်တော်တခါလေး Terrifying တိုင်းနဲ့ Carry တယောက် Immortality ချက်ချင်းဝယ်တိုင်းနေပဲပြန်တက်လာတဲ့အချိန်ဒီမှာ Onyx Indonesia Identity ရောက်ပြန်ဆွတ်ထားတယ်ဗျာနောက်တော့ Mega Lane နဲ့ပြန်ရအောင်ကြိုးစားတိုင်းနေပဲ Boost Gate အနေနဲ့ defensive ဘိုင်းမှာတော့ RH ပြ Identity ရှင်းတဲ့ damage နဲ့အတူတူပဲနောက်တော့ Mega Lane နဲ့မပေးအောင်တောင်းကန်ထားပါသေးတယ် Boost Gate Esport เนาะတောက်လျှောက်ဆိုသလိုပဲကျွန်တော်တို့ပြန်ပြီးတော့ကြည့်နေကြတယ်ဆိုတဲ့ခိုင်တစ်ခုမှာတော့เนาะဒါတစ်ခါတည်းပဲ Onyx Indo နဲ့တောင်းသွားခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတွေတော့တွေ့လိုက်ရတယ်ဒီတစ်ခါမှာတော့ Boost Gate နဲ့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါသူတို့ရဲ့ boss battle တွေသူတို့ရဲ့ turning point ပြန်ပြီးတော့ရှာခဲ့တဲ့အပိုင်းလေးတွေကအတော်လေးတော့ကောင်းတယ်ဗျာ one lane mega ပဲစပေးထားရတယ်ဒီပေါ်လာရဲ့ lord ကိုပြန်ပြီးတော့ defend ထားရတယ်ဆိုတဲ့အခက်ထဲမှာလည်းနောက်ဆုံးသော minute တွေနောက်ဆုံးသောသူတို့ရဲ့ throne ထပ်ပြီးတော့ရှိနေစေဆိုတဲ့အခြေအနေမျိုးတွေအထိ boost gate ဘက်ကတကယ်ကိုတောက်တင်းတဲ့ခိုင်မာတဲ့ high ground defend တွေကိုတော့ဆက်ပြီးတော့ပြသနေစေပဲဗျာ lord objective တွေကိုတစ်ဖက်က own it တောက်လျှောက်ဆိုလို့ဆက်ပြီးတော့ရလာတယ်သူတို့ရဲ့ turning point တွေသူတို့ရဲ့ following upload တဲ့အပိုင်းလေးအတော်လေးကောင်းလာတယ်ဒါမှလည်းပဲဒီပွဲကိုအဆုံးသတ်ဖို့အတွက် own it esport လည်းတင်တော်ကြီးတော့မလွယ်သေးပါဘူးကုန်လုံးကတော့ identity စုံနေပြီဗျာเนาะကျွန်တော်လက်ရှိချိန်ကြီးကအားလဂိမ်းမှာဘယ်လိုမျိုးပဲသွားခဲ့ဒီအခုနောက်ပိုင်းတွေဒီမေထားလို့ရ total နောက်ပိုင်းတွေဒီကျွန်တော်အဓိက identity chain နဲ့ပိုင်းတွေ immortality တွေ win the crown တွေကျွန်တော်ဒီခုနကလိုမျိုး root gold material တွေပြန်ချင်းရတဲ့အပိုင်းတွေပေါ်မူတည်ပြီးအပြောင်းလဲပဲရှိလိမ့်မယ်ပေါ့နော်ဆန်နဲ့ကျွန်တော်ယာရီကောင်တော့ item စုံသွားပြီလို့ပြောမယ်ဒီကောင်ရဒီကောင်ဖြတ်ဖို့အတွက်ဆွဲတော့ခေါ်လာပြီတစ်ခါလေးဖြတ်တယ်ဗျာ active immortality မရှိနေတဲ့အချိန်တွေမှာတော့ပေးရတယ်ဗျာ negative နဲ့ပိုင်းခြားတွေမှာကျွန်တော်တို့ဘယ် map ပဲဖြစ်နေပါစေ Kyrie ရဲ့ဒီ Monster ကဘာညာပြန်ပြီးတော့ကြည့်ခဲ့တဲ့အပိုင်းလေးတကောင်းတယ်နောက်တစ်ခုမှလည်းဒီ Tsunami Slam နဲ့နောက်က Railway ပြန်တွဲခဲ့တဲ့ Kumo Fight တွေကလည်းဟိုးရခင်တော့ချောင်းစီပါတွဲလုံးနေလို့ပဲတကောင်တန်းပြီးတော့ပျောက်တယ်ဆိုတဲ့အခြေအနေမျိုးအထိကိုကျွန်တော်တို့ပြန်ပြီးတော့ရောက်လာတယ်ဗျာ RAC ရဲ့ negative နဲ့ပိုင်းခြားတွေ output damage တွေအတော်လေးကောင်းနေစေပဲဆိုပေမဲ့ Boost Gate Esport ရှေ့ရောက် front line အနေနဲ့သူတို့ရဲ့ strong point ရှိမနေကြဘူးဆိုတဲ့ candidate တစ်ခုမှာတခါတည်းတက်ဖို့တော့နည်းနည်းလေးခက်ခဲနေကြတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့ပြောရမယ်ပေါ့နော် Rector နောက်မှလည်း Identity RS ပြန်ပြီးတော့ရှိနေတယ်တစ်ဖက်ကလည်း Kazu ရဲ့ land တစ်ခုတော့ Sasuke land အပိုင်ထိုင်ဆောင်နေကြတဲ့အခြေအနေမျိုးတွေမှာ Quashero လေးပြန်ပေးထားရဆိုပေမဲ့ဒီလောတော့ Kyrie ပဲဆက်ပြီးတော့ရရှိသွားဖို့တော့များနေရဗျာ Kazu ဒီကောင်အလောင်းဝင်နေကြတဲ့ candidate တစ်ခုတောက်လျှောက် Taste the law Stay continue to hold for Turagi တောက်လျှောက်ဆိုလို့တစ်ဖက်ကလည်း scanner ပြန်ခွဲနေကြတဲ့ damage မှာ little လေးပြေးပြီးတော့တိုက်ခဲ့တဲ့အခြေအနေတစ်ခုမှာ Identity ပြန်ချရနေပဲဒီ Hero Gate တကောင်နဲ့ဒီ law တော့ Boost Gate ဆက်ပြီးတော့လဲထားပါသေးတယ် Onyx Indonesia အတွက်တော့တကယ်ကို carry နေနေတော့ Oh my god retribution တေးကြပါလေဆိုတဲ့အရာတွေကြားထဲမှာ AS နဲ့ပြစ်ခွဲလိုက်နေပဲ Boost Gate ကလက်ရှိ game 1တော်တော် intense ဖြစ်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်ဗျာခုလည်းလုံးနဲ့တူတူပြန်ပြီးတော့တက်လာအောင်မယ် Identity ကျွန်တော် second 60ကျော်လောက်ဒီ response time ရှိနေဆိုပေမဲ့အခုလက်ရှိ second 40
အချိန်ရအောင်ဆွဲထားတယ် RH နေတပြီးတော့ boost gate အနေနဲ့ဂျန်နေခဲ့တဲ့ mega delay တွေပါပြန် try နေအောင်ရတယ်ကျွန်တော်ဒီတစ်ချိန်ဒီ9ချိန်မြောက်ကျွန်တော် low ကြီးဖြစ်တယ်ဗျာ9ချိန်မြောက် low ဒီနည်းနည်းတက်ရဖျက်ရတော့ခက်တယ် land tower မှာပဲကျွန်တော် on in Indonesia နဲ့တော့ရအောင်ပဲပြန်ပြီးရှင်းထားသေးတယ်ဆိုတော့ land tower လောက်နဲ့ပြီးတော့ပြီးသွားပြီ ဒီနေရာမှာကျွန်တော်တို့ကမေးခွန်းတစ်ခုကတော့ကောင်းကောင်းကြီးရောက်လာခဲ့တယ်ဆိုတဲ့အခြေအနေမျိုးတော့ဖြစ်လာပြီဒီအသင်းကတကယ်ပဲဝိုင်းကက်ကနေရောက်လာခဲ့တဲ့အသင်းမှာဟုတ်ရလားဆိုပြီးတော့မေကွန်နေရာဒီ Best of 1 Series မှာတကယ်ကိုကျွန်တော်တို့ရဲ့ရင်ထဲကိုရောက်ရှိလာခဲ့တဲ့အနေအထားမျိုးလေးတော့ဖြစ်လာတယ်ဗျာ Boostgate Esport Sansky နဲ့တကယ်ကိုကောင်းတဲ့ matchup တစ်ခုမှာတော့ကျွန်တော်တို့ Question နဲ့ Kazoo ဘလို့မှလာပြီးတော့ objective ကို fight လို့မရခဲ့ဘူးဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်ဒါမှလည်းပဲ no jungler no retreat ဆိုတဲ့ခိုက်တာမျိုးတွေမှာ Kyrie ကိုကောင်းကောင်းကြီးသူတို့အနေနဲ့ against လုပ်ခဲ့ပြီးတော့ RAC ရဲ့ pitch နဲ့ပဲဒီ low only focus ထားသွားခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးစတင်ပြီးတော့ရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ် Curry 20 time နဲ့ပြီးမှာတော့ Maleficent နောက်မှလည်း Winchan Rose Goal လေးတွေဆက်ပြီးတော့ပြီးလာခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်နေပြီလုံးဝပဲ Atomization က match ဖြစ်နေခဲ့တဲ့အခြေအနေမျိုးတွေမှာဒီ Curry ပြတဲ့ damage ကိုလည်း O နဲ့ ID ရဲ့ midi hero မဆိုအရန်ကြီးခံစားနိုင်မှာတော့မဟုတ်တော့ဘူးဗျာဆိုတော့ Skyline ရဲ့ cloud ကလည်း Winner Crown ထပ်ပြီးတော့ time လေးပြီးထားသေးရဆိုပေမဲ့ cloud ရဲ့ Blazing Juliet ကြောင့်ဗတ်တဲ့အရန်ကြီးသွေးကိုင်းသွားတယ်ဆိုတာမျိုးတွေကျွန်တော်တို့တွေ့တော့မတွေ့ရသေးဘူးနော် တောက်လျှောက်ကဝင်းရုံနေချပါတယ်ကျွန်တော်ဒီ Trinity နဲ့ပြန်ဖြဲတာမျိုးတွေတော့ရှိတယ်သူ့အနေနဲ့ stack နဲ့ဒီ base တက်ထိုင်ထူးမယ်ဆိုလို့ရှိရင်တော့ cloud ကကောင်းကောင်းကြီးဖြဲလို့ရတဲ့အခြေအနေရှိတယ်ဒါပေမဲ့ဒီပွဲမှာလေ experience ဘိုင်းတွေလည်းရှိရယ် powerful လည်းဖြစ်နေတဲ့ Kyrie နဲ့အမားတွေမြင်တွေ့နေရတယ်ဗျ retreat လွဲတဲ့ဘိုင်းတွေ immortal ပြီးတော့ winner crown ဝယ်တဲ့အချိန်ဒီမှာ fleeting time ကောက်ဝယ်တာမျိုးတွေကျွန်တော်မြင်တွေ့ရတယ်အဲ့တော့ဆက်တာအစဗျာဒါနဲ့ blundering ဖြစ်နေရလို့ထင်တယ်ဗျအခုပထမဦးဆုံးပွဲနေဖြစ်တယ်သူတို့စောရတဲ့အချိန်ဒီမှာပွင့်လင်းလင်းပြောရင်စိတ်လှုပ်ရှားတယ်လို့ပြောရအောင်ဆိုလို့ရှိရင်လေ Kyrie နဲ့ international scene စီမှာကျွန်တော်တားလိုက်ရတော်တော်ကြီးစော့နေတာအမေကျွန်တော်ဒီလိုမျိုးတတိလေးတွေအမှားလုပ်လို့ရှိရင်တော့လက်ချက် minute တွေကတော့เนาะကျွန်တော်တော်တော်လေးခက်ခဲသွားနိုင်တယ် Keep wide, sound a bit. Tana Strash, Dumbstan, and the flick on the backline. Real whip, you have a scout Sanskiller. Sakweta will choose on the auto range, but the car with Kazooie. Dan down there, damage by eyes. Don't show Piquet, get a kind of cool Kyrie. Pianolona, actually, the Dodge to the backline. SU, but W, Dan down, and a 2-man down. Skylar whip, the armor, 3-man, W, Taina, and a Gabriel, but Dodge to the blue. Piagata, actually, eyes, you know, W, a sound that red Goma. Dan down, and a 1-4-3-2, but Onyx. ပြန်လည်းပြီးတော့တိမ့်ပိုက်ထားနိုင်ပါသေးတယ်ကျွန်တော်တကယ်ကို American boy key boy အနေနဲ့တော့လက်ရှိမှာ flicker နဲ့ title strike တကွက်ပြောက်ပြီးတော့ online ချင်းလိုက်ကြီးဝင်လာခဲ့တဲ့အခန်းကဏ္ဍတစ်ခုပြမထမထားတဲ့ initiative တစ်ခုအောင်မှာတော့ boost gate နဲ့ hero key 3အောင်ပေးလိုက်ရတယ်လူပြီးဒီကောင်နဲ့ training တစ်ခုကတော့ဘာဝင်နေ low ပေါ်လာတဲ့ time ဆိုတော့ on in တို့အတွက်တကယ်ကိုတန်လွန်းနေဗျာချိန်မှာ low တတရာလေးပဲယူလိုက်ရုံပဲအမားလို့ဖို့ကတော့ကျွန်တော်တိတ်မလွယ်တော့2ယောက်ပဲကြံတော့ entity နဲ့ RH လာလို့ဖို့မလွယ်ဘူးဗျာ vision လည်းမတာနေရဲ့အချိန်ဒီမှာ defense တစ်ခုပဲကျွန်တော် boost gate အနေနဲ့ပြန်သွားမဲ့ time ကိုတော့ရောက်ရှိလို့သွားပြီဗျာခုနကတော့ကျွန်တော် key point ကို တော်လေးဒါပြောရမယ်ကျွန်တော် internet ranking တွေရလေကျွန်တော်ဒီ top 1ကိုရောက်ရှိနေတဲ့ Roma key point ထိုက်တန်တယ်ဆိုတဲ့အရာတွေကဒီအခုအဖွင့်ပွဲတွေမှာသူ့ရဲ့ micro scale ဘိုင်းတွေကိုဆက်လက်ပြီးတော့ပြသနေသေးပဲဗျာ key point ကိုဒီတိုင်းပဲကျွန်တော်တို့အဆုံးသတ်ပေးဖို့တော့တကယ်မလွယ်ဘူးဆိုတဲ့ပွဲစဉ်တစ်ပွဲကိုတော့เนาะဒါမာနကီ point တောက်လျှောက်ဆိုသလိုပြန်ပြီးတော့ပြသနေခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့ဖြစ်ခဲ့ပြီဗျာဒါနဲ့ strike Smithland နဲ့ flicker တွဲလုံးနေအောင်မှာတော့ Kazoo ဘာမှအရင်လုံးခွင့်မရသေးဘူးဆိုတဲ့အနေအထားမျိုးလေးကိုပြန်ပြီးတော့ဖြစ်ခဲ့တယ် Kyrie ရဲ့ပြီးခဲ့တဲ့ Lord Battle မှာသူရဲ့ objective ပိုင်းလေးနည်းနည်းရောက်သွားတဲ့အပိုင်းတွေမှာအားနဲ့ချက်ကလေးရှိခဲ့တယ်ဒါမှလည်းပဲသူတို့ဟာတအူးကိုတအူးပြန်လည်ပြီးတော့ဖာထင်းနဲ့ကုညီရင်းနဲ့ပဲ on esport မျောလင်းချက်ကိုဆက်ကပ်ပြီးတော့ဆက်လက်ပြီးတော့စောက်ကင်ထားဆဲပဲဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့တွေ့လိုက်ရတယ်ပေါ့နော် now gap ဒီ overall 10k အရင်ကတော့အရေးပါနေခဲ့တဲ့ဒီမိနစ်ပိုင်းခြားတွေမှာတော့မဟုတ်တော့ဘူးဒါပေမဲ့လည်းပဲ boost gate အတွက်ကတော့ဒီ long နဲ့ပါလာခဲ့တဲ့ super minion တွေကိုပြန်ကာထားဖို့အတွက်အတော်လေးကိုခက်ခဲတဲ့အခြေအနေမျိုးနဲ့ပြန်ပြီးတော့ရင်ဆိုင်ရပါဦးမယ်ရှင်ဆုံးတော့ only mega prior time လားလက်ရှိအချိန်ဒီမှာသူတို့ minion wave ထွက်တဲ့ time တခုတော့ပြန်စောင့်အောင်ပဲဗျာဒီစက္ကန့်မှာကျွန်တော် minion wave 3 wave လုံးထွက်မယ်ဒါပေမဲ့အဲ့3 wave လုံးကတလိန်ကအပေါ်လွတ်သွားမယ်ဆိုတော့2 wave လောက်ပဲဒီနားမှာရှိမှာဆိုတော့လုံးဝအထဲထဲမဝင်သေးဘူးဗျာနောက်10စက္ကန့် time စောင့်အောင်မယ် on in တို့နီးကြချက်ချင်းဆိုလိုပဲကျွန်တော်ဒီတစ်ခေါက်လုံး base အဲ့တွန်းပို့နေရဗျာ base တွန်းပို့ဝိုင်းအဲ့ကာဖို့နည်းနည်းခက်သွားပြီ Taylor Shorty ဒီစီးဖြတ်တိုက်တာကိုတော့ချိုးလိုက်နေဖက်မှာ Sansky လည်းပြတ်ခွဲလာတယ်ဗျာဒါမှမဟုတ် backline တစ်ဖက်ကလည်း eyes တောက်လျှောက်ပြတ်ခွဲနေခဲ့ damage မှာ close ကလည်းပြီးတော့မယ် Christian Throw တောက်လျှောက်ဆိုလို့ရိုက်ခွဲနေခဲ့ Sora လူပြီးဒီကောင်တမ်းပြီးတော့ down မဲ့ခိုင်းတဲ့တစ်ခုမှာတော့ Kazoo ပါပြန် down နိုင်နေပဲတကယ်ကိုရှီလီယာထွေပြားခဲ့တဲ့ switch